ဒီနေ့တော့ကျွန်တော်လမ်းလျှောက်ပါတယ်လမ်းလျှောက်ပြီးအပြင်မှာဒီနေရာလေးမှာခဏဝင်ထိုင်ပါတယ်ဒီနေရာလေးကတော်တော်လေးကိုသိစိတ်တယ်အေးချမ်းတယ်ညက်တန်လေးတွေနည်းနည်းရှိမယ်ပြီးတော့လေသူတန်လေးနည်းနည်းရှိမယ်ဒီလောက်ပဲကျန်တဲ့ထွထွထွအတန်နေမရှိတော့ထိုင်ရတာတော်တော်လေးကိုအေးအေးချမ်းချမ်းရှိရပေါ့နော်အဲ့လိုဆိုမှလေအဲ့လိုဒီသိစိတ်တဲ့ပတ်ဝန်းကျင်တွေပြီးတော့တဘာဝတရားတွေကစိတ်အတွက်တော်လေးကိုထောက်ကူဖြစ်မှန်းပို့ပြီးတော့သိလာရတယ်ပေါ့နော်ကျွန်တော်ရှင်တန်လာခဲ့ရတဲ့ပတ်ဝန်းကျင်တော်တော်များကစိတ်ကိုသိကြည့်ယူဆိုင်ကြအောင်ဗျကျွန်တော်ငယ်တော့လည်းဘယ်သူမှစိတ်ချမ်းသာရအရေးကြီးကြောင်းတခုတ်တရပြောမယ်လို့မရှိဘူးအဲ့လိုမပြောတာလေသူတို့အပြစ်တော့လည်းမဟုတ်ဘူးဗျသူတို့တော့ကလည်းစိတ်ချမ်းသာရေးဟာအရေးကြီးရဲ့အဲ့လို topic မဖြစ်နေခဲ့ဘူးပေါ့နော်အဲ့တော့သူတို့အပြစ်လည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာကျွန်တော်တို့ခေတ်ပေါ့နော်ကျွန်တော်တို့ခေတ်ဒီကျွန်တော်လူငယ်ဖြစ်လာတဲ့အခါမှာစိတ်ချမ်းသာရေးစိတ်တန်ရာစိတ်နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေတော်တော်လေးကိုခေတ်စားလာတယ်လို့ပြောလို့ရတယ်ပြီးတော့ဒီစိတ်တန်ရာနဲ့ပတ်သက်ပြီးတော့လည်း highlight တွေအများကြီးလုပ်လာကြတယ်စိတ်တန်ရာအကြောင်းကိုအရေးတယူပြောလာကြတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကအရေးတယူပြောလာကြတယ် highlight လုပ်လာကြတယ်တကယ်ပဲအဲ့လိုတတိပေးလာကြတယ်ဆိုရင်မဲ့ဂိမ်းမဆိုင်တဲ့သူကဂိမ်းမဆိုင်ဘူးဗျမသိလို့မဟုတ်ဘူးနော်သိပေမဲ့လည်းအဲ့လိုသူရဲ့ညင်လေးအတိုင်းပဲပေါ့နော်ဆက်သွားနေကြတဲ့လူတွေရှိတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းရှိတယ်ကျွန်တော်ကိုယ်တိုင်ကလည်းခံစားဖူးတယ်ကျွန်တော်လည်းတခြားသူကျွန်တော်ဘက်ကဘာရမဟုတ်ပြောလိုက်မိတာမျိုးတွေရှိကောင်းရှိနိုင်တယ်ကိုကဘာရမဟုတ်ပြောလိုက်မိပြီးမြဲပြုတ်မှုလိုက်မိမဲ့တစ်ဖက်မှာတော့အနာတရားဖြစ်သွားတယ်ရှိတတ်တယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းအများကြီးကြည့်ဆိုင်တယ်တကယ်အဲ့လိုတတိထားတယ်ပေါ့နော်ကျွန်တော်ကြောင့်တခြားသူစိတ်တန်ရမရသွားဘူးစိတ်အနာတရားမဖြစ်သွားဘူးတော်တော်လေးတတိထားတယ်အဲ့လိုပဲကျွန်တော်တို့ဒီပတ်ဝန်းကျင်တွေပတ်ဝန်းကျင်တိုင်းလဲအဲ့လိုတူပေါ့နော်တူရဲ့စိတ်တူဆောက်ရှောက်ပေးကြရင်ကောင်းမယ်လို့ကျွန်တော်တော့ထင်တယ်ဒီညတော့ဒီလောက်ပါပဲဗျဒီညတော့ကျွန်တော်ညဘက်မှာတော်ထိုင်နေကြနေရာလေးတွေကတခုပေါ့နော် favorite spot ပါပဲဒီဥစ္စာလဲဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှပြန်တွေ့မယ်ဗျ